စวัสดีครับခေါင်းအားလုံးပဲမင်္ဂလာပါခင်ဗျာထိုင်းဘက်စပါမစ်မှာကြိုဆိုလိုက်ပါတယ်လုံးလို့ရလားဆိုလို့ရှိရင်ทำได้ไหมทำได้ไหมทำလို့တာได้ไหมရလားทำได้ไหมလုံးလို့ရလားသွားလို့ရလားဆိုလို့ရှိရင်ไปได้ไหมไปได้ไหมไปသွားတာได้ไหมရလားไปได้ไหมဆိုတော့သွားလို့ရလားလာလို့ရလားဆိုလို့ရှိရင်มาได้ไหมมาได้ไหมมาလာတာได้ไหมရလားมาได้ไหมဆိုတော့လာလို့ရလားကြည့်လို့ရလားဆိုလို့ရှိရင်တော့ดูได้ไหมดูได้ไหมดูကြည့်တာได้ไหมရလားดูได้ไหมဆိုတော့ကြည့်လို့ရလားနောက်ဘေးဆုံးတစ်ခုအနေနဲ့ကတော့စားလို့ရလားกินได้ไหมกินได้ไหมกินစားတာได้ไหมရလားกินได้ไหมဆိုတော့စားလို့ရလားလို့အတိတ်ပဲရပါတယ်ခင်ဗျာအရင်ကိုလွယ်ကူပြီးတော့မှအားလုံးပဲအသုံးဝင်လွယ်ကိုအစီအမံချလိမ့်မယ်လို့လည်းမျှော်နေပါတယ်ခင်ဗျာနောက်ဗီဒီယိုများမှာပြန်တွေ့ကြမယ်နော်